အောင်စေတည်းတစ်မြမတက္ကရီ1309ခုနှစ်ရာသူလဆုပ်9ရက်အင်္ဂလိပ်တက္ကရီ1948ခုနှစ်ဇန်နဝါရီလ4ရက်တနင်္ဂနွေနေ့ကောင်းမြတ်နှံ့စဉ်မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောအခါ၌ဤငါတို့မြမပြည်သည်လုံးဝလွတ်လပ်သောအချုပ်အခြာအာဏာပိုင်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ရောက်ပြီနှင့်ဤငါတို့မြန်မာနိုင်ငံတော်ကြီးသည်ရိုယာမတပြည့်စုံလာ၍ဘူမိနတ်တံမှန်သောရေလူပညာလည်းဖြစ်၏မွန်မြတ်တန်စင်သောတရားသူတရားမြတ်တို့တရားရေကောင်းရေမွန်လည်းမှန်၏ရေရင်းရေမြင်အထူးထူးသောဒေတာယရနာအပေါင်းတို့နှင့်ပြည့်စုံသဖြင့်တတ္တဝါအပေါင်းတို့စွယူစားဖို့ကဘာဆုံးတော်လဲမသုံးမကုန်နိုင်သောပရိဒါစစ်အနှစ်သာရပြေဝကျွဲဆုံးပြည့်စုံသောရေလည်းဖြစ်၏ဘူမိနတ်တံမှန်လထူးချွန်၍ဤမြေမုံမြေမြတ်၌ရှမ်းကချင်းကရင်ချင်းမွန်မြမစသဖြင့်တသွေးတသားတမီဘွားဖြစ်ကြကုန်သောငါတို့သည်နှစ်ပေါင်းထောင်ရာတင်ချာပွားတွက်ချင်းကမတတ်နိုင်ရသောရာဇဝင်ရှေဝေးရှေးဘဝတမီမစ၍တညီတညွတ်တစုတယုံလွတ်လပ်သောလူမျိုးအဖြစ်ဤခဲ့ကြကုန်၏၎င်းတရေခိတ္တရာပကံညံဆိုင်စကိုင်းပင်ရအင်းဝကုန်းမောင်ထို့နောင်မန္တလေးအထိငါတို့လွတ်လပ်ရေးသည်နေရောင်လာဝကဲ့ပမာတို့တဖြာဖြာတဝင်းဝင်းကဘာချင်းအောင်ထုံးလင်းခဲ့ပြီတို့ရတဲ့ကဘာတန်းစာကာလအသင်ချေတီနေအပ်တော့နေမင်းသူရိယလာသာနာတို့ပင်စီးနှင်းမြူတိန်ဖုံးဖို့၍ခဏခိတအရှိန်ဝါညိုးညောနွားလျက်မထုံးမပဖြစ်ရပြီးတကယ်တော့ငါတို့၏လွတ်လပ်သောပြည်တော်စုမြန်မာနိုင်ငံတော်ကြီးသည်လည်းလွန်ခဲ့သည့်နှစ်ပေါင်း400ခန့်ကဥရောပတိုင်းမှာဖတ်ပေါ်လာ၍တကဘာလုံးကိုရစ်ပတ်ပေါအုပ်ခဲ့သောနေချက်ဝါရာကြီးနှင့်မရှောင်မကွင်းသာကြိုက်ကြုံစုံတွေ့ပြီး၍ပထမအင်္ဂလိပ်မြန်မာစစ်၌ရခိုင်တနင်္သာရီဒုတိယအင်္ဂလိပ်မြန်မာစစ်၌ဟန်သာဝရီပဲခူးတတိယအင်္ဂလိပ်မြန်မာစစ်၌မန္တလေးရတနာဘုံ3ကြိမ်3ကချအပ်ရခြင်းဖြင့်ဒီမြေဒုမြေမြတ်၌နှစ်ပေါင်းထောင်ရာစောင့်ထိတ်၍လာခဲ့ကြသောငါတို့၏လွတ်လပ်ရေးသည်ငါတို့၏လက်မှလွတ်၍လောကံဘဝသို့လုံးဝရောက်ခဲ့ကြရသည်သို့သောနေမင်းသူရိယလာသန္တာတို့ကိုစီးနှင်းညူတိန်တို့သည်ညီတို့ပင်ဖုံးလွှမ်းစေကမူနေလာတို့အရှိန်အတောက်ကိုမခံနိုင်ရကခိတ္တညနေမယ်လွတ်ဆွေကွယ်ပြောက်၍နေဝါလာရောက်သည်ပဂရိအသေးကိုပြန်ရစ်ဆောင်လေပြီးတကယ်တော့ငါတို့အပေါ်၌တွားဖုံးအပ်သောနေချက်ဝါရသည်ငါတို့၏ကဘာရှင်မြင့်ရင့်မာလာသောလွတ်လပ်ရေးစိတ်ဓာတ်၏အရှိန်အတောက်ကိုမခံနိုင်ရက62နှစ်တလနှင့်တရက်သောအခိုက်အတန့်၌လေးနိုင်မြင်အလိုလျောက်ွယ်ပြောက်သွားရသဖြင့်ဒီနေ့ဒီအခါမှစ၍ငါတို့သည်အသူရိန်ခရင်းမှရှင်းရှင်းကြီးလွတ်မြောက်အပ်သောလာပြီဝိပမာတန်ရှင်းစင်ကြယ်ချမ်းမြေ့သာယာစွာဖြင့်လုံးဝလွတ်လပ်သောဘဝဒုဘဝမြတ်ကိုလက်ဆုပ်လက်ကင်အပိုင်ရရှိကြပြီ၃ယခုငါတို့ရရှိရသောလွတ်လပ်ရေးသည်ရေတွင်ရုပ်ရည်ညာသွေးကောင်းငင်တင်ရိတ်